ပထမဦးဆုံးအနေနဲ့ပထမတော့စဉ်းစားတာအများကြီးပဲတဲ့နံပါတ်1ကတော့ France ကိုကျေးဇူးတင်တယ် France သုံးရင်းနဲ့တွေ့ခဲ့ရဆိုတော့လေပြီးတော့ကျော်တခြားနိုင်ငံမှာအကြောင်းသွားတက်နေနဲ့အကြောင်းဆက်မတက်ပဲနဲ့ဘိုးတော်စီပြန်လာပြီးတော့ဒီလမ်းတရဲ့လက်ကိုဆွဲပြီးတော့လမ်းမှင်စာလေးအဖြစ်နေပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့အတူတူ0ကနေအတူတူစူးစမ်းပြီးတော့အဆင်ပြေတဲ့နေ့တွေရောလက်ကိုအတူတူတွဲပြီးတော့ဖြတ်သန်းခဲ့တဲ့နေ့အစတွေကိုဘယ်တော့မှမမေ့ပါဘူးဂတိပေးနိုင်တာတော့အစတွေကိုဘယ်တော့မှမမေ့ပါဘူးလို့ဂတိပေးပါတယ်ဒီလို2009ကနေအခု2023မှာမင်္ဂလာပွဲလုပ်နိုင်တဲ့အတွက်ဒီရနေတောင်းပန်ပါတယ်အများကြီးချစ်ပါတယ်အသွေးတဲ့သားတွေကချစ်ပါတယ်အခုကနေစပြီးတော့ဘိုးကြီးတွေဘွားကြီးတွေဖြစ်ပြီးတော့တတမီမီလေးနဲ့ကော်မယ်လေနော်ကဘာပတ်မယ်ချိန်နေကောင်းအောင်ကျေးဇူးများတင်ပါတယ်ဟုတ်လဲစားတော့အများကြီးပြောမယ်လို့စဉ်းစားတာအခုတော့ပြောချင်တာကတော့တစ်လုံးဒီနားမှာငဲရှိနေပြီတော့မယ်ပြောချင်ပါဘယ်လိုချိန်နေမှာပဲဖြစ်ဖြစ်ကြည့်ပြီးပါရုံနေ